မနဲ့ခင်မှာနေကြည်အလင်းပြဓမ္မစကူကိုသွားကြမယ်ဒူလာဓမ္မတရားတွေသင်ယူကြမယ်ဓမ္မစကူကျောင်းကိုသွားကြမယ်မနဲ့ခင်မှာနေကြည်အလင်းပြဓမ္မစကူကိုသွားကြမယ်ဒူလာဓမ္မတရားတွေသင်ယူကြမယ်ဓမ္မစကူကျောင်းကိုသွားကြမယ်ဘုရားသာသနာနေကြည်အလင်းပြကပ္ပတဝမ်းမှာမြတ်ဗုဒ္ဓရောက်ကြည်ပြသာသနာရေးကိုအတူဆောင်ရွက်မှာဓမ္မစကူကျောင်းကိုသွားကြမယ်လူတော်လူကောင်းတယောက်ဖြစ်အောင်ကွယ်တရားဓမ္မများကိုသိကြမယ်ငယ်ရစမကွယ်သီလဆိုတာရဲ့အဓိကကွယ်သိမှလိမ့်ပါမယ်များချစ်တဲ့ဓမ္မစကူအများချစ်တဲ့ဓမ္မစကူလူတော်လူကောင်းတယောက်ဖြစ်အောင်ကွယ်အများချစ်တဲ့ဓမ္မစကူအများချစ်တဲ့ဓမ္မစကူလူတော်လူကောင်းတယောက်ဖြစ်အောင်ကွယ်နေကြည်အလင်းပြဓမ္မစကူကိုသွားကြမယ်ဒူလာဓမ္မတရားတွေသင်ယူကြမယ်ဓမ္မစကူကျောင်းကိုသွားကြမယ်မနဲ့ခင်မှာနေကြည်အလင်းပြဓမ္မစကူကိုသွားကြမယ်ဒူလာဓမ္မတရားတွေသင်ယူကြမယ်ဓမ္မစကူကျောင်းကိုသွားကြမယ်ဘုရားသာသနာနေကြည်အလင်းပြကပ္ပတဝမ်းမှာမြတ်ဗုဒ္ဓရောက်ကြည်ပြသာသနာရေးကိုအတူဆောင်ရွက်မှာဓမ္မစကူကျောင်းကိုသွားကြမယ်လူတော်လူကောင်းတယောက်ဖြစ်အောင်ကွယ်တရားဓမ္မအများကိုသင်ကြားမယ်ငယ်ရစင်မကွယ်သီလဆိုတာရဲ့အဓိကကွယ်သိမှလိမ့်ပါမယ်အများချစ်တဲ့ဓမ္မစကူအများချစ်တဲ့ဓမ္မစကူလူတော်လူကောင်းတယောက်ဖြစ်အောင်ကွယ်များချစ်တဲ့ဓမ္မစကူများချစ်တဲ့ဓမ္မစကူလူတော်လူကောင်းတယောက်ဖြစ်အောင်ကွယ်ဓမ္မစကူကျောင်းကိုသွားကြမယ်ဓမ္မစကူကျောင်းကိုသွားကြမယ်ဓမ္မစကူကျောင်းကိုသွားကြမယ်